Namo Tata Bhagavato Arahato Samma Sambuddhassa Namo Tata Bhagavato Arahato Samma Sambuddhassa Namo Tata Bhagavato Arahato Samma Sambuddhassa နတ်ဖိတ်အမွန်ပါဗျာတမန္တာစကဝါလီတုအဒရာကိသံဒုတိဝဒာတရမံမုနိရာဇတတုနံဒုတကမောက္ခရံဓမ္မတဝနာကာလောအယံပဒန္တာဓမ္မတဝနာကာလောအယံပဒန္တာဓမ္မတဝနာကာလောအယံပဒန္တာတမန္တာယေမဟိရှာယေတိရာနှင့်ဒီပါလေးကျော်မြေမိုးထွန်းတာသဝံအသွင်စကြဝဠာဤထေဝံကျင်မှာစကဝါလေသူယူဇနာပေါင်း82,000အမြင့်ဆောင်သောတောင်စကြဝဠာကာယံကြောက်ဆိုင်ဝွန်၍ဝိုက်သောတိုက်သာရီပေါင်း1,000သောလောကရတု၌ဝတ္တန္တာဒေဝိတိကုံအင်းဆုံးကြီးမြနေထိုင်ကြကုန်သောဒေဝတာအာနာလွမ်းမှုတကူကြည်ပြည့်နနတို့သည်အဒရာပေပြာတော်မြဲရွတ်ဖက်တရေတရားဤနေရာသို့အာကိစံတုအလုံးပေါင်းယုံအမြတရာပွားလျက်တရားတော်လာရောက်ကြပါကုန်လောမုနိရာသတ္တရဟန္တာသဝကနှင့်ပစ္စေကမုနိအစရှိသောမုနိတကာတို့ဤထိပံယဟန်တကာတို့ဤတရဖူလူတကာတို့ဤသင်္ကျေနတ်တကာတို့ဤအစင်တသာဓမ္မတကာတို့ဤဥချောင်းငါမအောင်သောမင်းခေါင်မင်းပြမင်းတရားကြီးဖရာဤတကမောက္ခရံနဝေဇယံဝေကရံနှင့်နိဗ္ဗာန်ရွှေဘုံသေးရခုံတို့လုံးသေးလက်သေးအကျိုးပေးရတော်တရမံတံဝိဇာမာနာတရမနှင့်ပတရာကုံအင်းဆုံးကြီးညောတုလောအကျော်ပြည့်တော်ဟုဆိုတော်တရားတော်ကိုသူနန္တုမိစ္ဆာဝိတကမဏိရှပေပြင်းနဲ့အာယုမတနာခံကြပါကုန်လောဗဒန္တာတောင်းတိုင်းသကဝါထဝဲလာမှညီညာဖြပြရောက်လာကြသောဒေဝအိုးနဗျမတို့အယံကာလောဓမ္မသဘင်စင်ရင်မာယာဤ
ခာသမယတိဓမ္မသဝနာကာလောကုသိုလ်စိတ်ရှင်သော